မိုးရွာကာလဖြစ်တာကြောင့်နေအောင်ပြောက်ွယ်ပြီးမိုးဖွဲဖွဲရွာနေတော့မှအုပ်ဖို့ရွာကမုတ်ဆိုးနှစ်ယောက်ကအမဲလိုက်ဖို့ရွာအတွက်တောနဲ့ကြီးတဲ့ကိုစိတ်အားထက်သန်စွာနဲ့အထူးတကွဝင်ရောက်လို့လာကြပါတယ်။တဲကြီးမဲကြီးမိုးရွာနေတာမျိုးမဟုတ်ပင်မဲ့ဆွေမိုးဖြစ်တာကြောင့်တောအုပ်ထဲကပတ်ဝန်းကျင်တစ်ခုလုံးအုံမှန်မှန်ဖြစ်နေခဲ့ကရှေ့ကိုတောင်ကောင်းကောင်းမမြင်ရပါဘူး။ရာသီဥတုကကိုယ့်ဘက်ပါနေတာကြောင့်တငယ်ချင်းမိုးဆိုးနှစ်ယောက်ကတော့တားကောင်ကိုရှာရင်တောနဲ့ထဲကိုတဖြည်းဖြည်းဝင်ရောက်လို့လာကြပါတယ်။ဒါအပြင်တဖွဲဖွဲရွာကျနေတဲ့မိုးရေတွေကြောင့်တစ်ပင်ကြီးတွေကဆူဆွနေခဲ့ပြီးတော့တရွက်တင်တဲ့ထိမိတိုင်းအေးကနေဖြစ်သွားတဲ့ခန်းစားချက်မျိုးကိုရရှိလို့နေတာပါဒီအချိန်မှာမိုးကြုံငှက်ကလေးတွေရဲ့တစားစားအောင်မြေတန်တွေကိုကြားနေရတယ်လို့ဖားတွေရဲ့ကြဲကြဲလောင်လောင်အုံရနေတဲ့အတန်ကိုလည်းနေရအနှံပြားစီကနေကြားနေရတာကြောင့်တောအုပ်ထဲမှာစိုးစိုးပြေးပြေးဖြစ်လို့နေပါတယ်ဒါပေမဲ့လို့တကယ်တောနဲ့လာတဲ့အခါမှာတော့ဒီအတန်တွေကပျောက်ကွယ်သွားပြီးတိတ်ဆိတ်မှုကသာကြီးဆိုးလာပြီးတော့မုတ်ဆိုးနှစ်ယောက်လည်းကိုယ့်ရဲ့ခြေတံကိုသာအတိုင်းသားပြန်ကြားနေရပါတယ်ဒီလိုနဲ့မုတ်ဆိုးနှစ်ယောက်ကမိုးရေတွေကြားထဲမှာပဲတောနဲ့ထဲကိုတိုးဝင်လာကြပြီးတော့တားကောင်များဖမ်းလိုက်မဲဆိုတဲ့မျောလင်းချက်နဲ့တက်ကြွလို့နေကြတော့တာပေါ့ဒါပေမဲ့လို့ဒီချိန်မှာမြေပြင်ပေါ်ကိုကြွေကြွနေတဲ့တည့်ရဲ့6တွေကလည်းရေနဲ့နူးနေပြီဖြစ်လို့တခါတက်နှင်းလိုက်တိုင်းမှာခြေထောက်ကောင်အောက်ကိုနေဝင်သွားခဲ့ပြီးခြေတလန့်လှမ်းဖို့ရေကိုမနှဲရုံကန်နေရပါတယ်ဒီလိုနဲ့တောနတ်ထေးရတနေရာကိုရောက်တဲ့အခါမှာတော့မုတ်ဆိုးဆိုင်တောင်ကအခုလိုအမေစကားဆိုပါတယ်အေးဟေ့အောင်မားတဲ့ဒီနေရာကမိုးကအတော်လေးကောင်းတာကွာတော်လုံးကိုစိုးစွတ်နေရပဲပြီးတော့တောဝါဒနဲ့တာတစ်ပင်ကြီးတွေကလွဲရင်အခုချိန်ထိဘာသားကောင်းမှမတွေ့ရသေးဘူးမင်းပြောသလိုဒီဘက်ဒီမှာတောကောင်တွေရှိတာတေးကြလေရလားဟာမုတ်ဆိုးဆိုင်အောင်လဲတောနတ်ထဲကိုရောက်လာခဲ့တာတောင်ဘာသားကောင်မှမတွေ့ရသေးလို့အာရော်သွားရကနေသူ့ကိုဒီနေရာကိုခေါ်လာခဲ့တဲ့မုတ်ဆိုးမာတင်ကိုအခုလိုမေးမြန်းနေတာဖြစ်ပါတယ်ဒါအပြင်တော့နှစ်ထက်နဲ့လာတာနဲ့အမျှကြောက်မက်ဖွယ်ရပတ်ဝန်းကျင်နဲ့ခြောက်ချားပွဲတိတ်ဆိတ်နေတာကိုတွေ့လိုက်ရတာကြောင့်လဲမုတ်ဆိုးဆိုင်အောင်တယောက်စိုးရိမ်ထိတ်လန့်နေခဲ့တာပါဒါပေမဲ့လို့မုတ်ဆိုးမာတင်ကတော့မုတ်ဆိုးဆိုင်အောင်ရဲ့အမိကိုလက်တွေ့ကြပြန်ဖြေဖို့ရာအတွက်တနေရာရောက်မှာတော့ဒူးထောက်ထိုင်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အချင်းတွေကိုတေချာသိရအောင်လို့မြေပြင်ကိုကြည့်ရင်အသေးစိတ်ကြည့်ကလေးလာသုံးသပ်လို့နေပါတယ်မိုးသေးချင်းမဲကြီးရွာသွန်းထားတာကြောင့်မြေပြင်ပေါ်မှာတောဝက်ရဲ့ခြေရာတွေကအတိုင်းသားပုံနေခဲ့တာဖြစ်ပြီးတော့ခြေရာတွေကလည်းလောလောလတ်လတ်ဖြစ်ပြထားတာကြောင့်မိုးဆိုးမာတင်လည်းထင်တာမှမားသလိုဒီနေရာတစ်ဝိုက်မှာတောကောင်တွေရှိနေတယ်ဆိုတာကိုတေချာသိနေခဲ့ပါပြီဟေ့အောင်ဆိုင်းအောင်ဒီမှာကြည်စမ်းဟာဒါကတောဝက်ခြေရာတွေပဲဆိုင်းအောင်ရခြေရာတွေကိုကြည့်ရတာတော့လောလောလတ်လတ်ကပဲဟာဒီကောင်တွေဒီနားကနေဖြတ်သွားတာတေးကြတယ်ပြီးတော့ဒီကောင်တွေဖြတ်သွားတာမကြတော့သေးဘူးဟာအမေမင်းဟာကတေးကြလိုက်လားကွာဖြတ်သွားတာတော့ဟုတ်ပါပြီကြားတယ်မကြဘူးဆိုတာကိုမင်းကဘယ်လိုလုပ်ပြောနိုင်ရတာလဲဒီလိုဆိုရင်အဲ့ဒီတောဝက်တွေကဒီနားမှာပဲရှိအောင်မှာပေါ့ကွာပြောရင်းဆိုရင်လည်းမုတ်ဆိုးဆိုင်အောင်လဲခါကိုကိုင်းလိုက်ရင်းနဲ့မာတင်ရဲ့တောဝက်ကိုမြင်လို့မြင်ညာဆိုတဲ့အနေနဲ့ရှေ့ကိုမြင်နိုင်တဲ့လောက်မြင်အောင်လှမ်းကြည့်ခဲ့လိုက်ပါတယ်အာဟဲ့အမေဘာလျှောက်ကြည့်နေရလဲစိတ်ရှိရှိနဲ့စောင့်လိုက်စမ်းပါကွာအလက်ကားနေလက်ကားအခုချက်ချင်းတော့မြင်ရပါမလားမင်းရလဲမနေ့ပြန်ကြရင်ကွာအဲ့ဒီတောဝက်ကိုအိမ်ပါတည်သွားနိုင်တယ်လို့ငါအာမခံနေငါတို့တွေအိမ်ပြန်တော့မြန်တပန်းလှပြီဟိမုတ်ဆိုးမာတင်လည်းတောဝက်နဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်နဲ့ဖြစ်နေခဲ့ပေမဲ့လို့သူ့ရဲ့စိတ်ထဲမှာဒီနေရာကသွားနေကြနေရာတွေနဲ့မတူပဲတမူထူးခြားနေတာကိုတော့သတိထားခဲ့မိပါတယ်ဒါပေမဲ့လို့ဒီတော့ကသူတို့တခါမှမရောက်ဘူးတဲ့တောဖြစ်နေလို့သာစိတ်လှုပ်ရှားနေတယ်လို့တွေးရင်အတွင်းများနေမှုကိုမောင်းထုတ်ခဲ့လိုက်ပါတယ်တောဝက်ချီယာကိုနောက်ရောက်ခံလိုက်ရင်ရှေ့ကိုဆက်ပြီးလျှောက်လာတဲ့အခါမှာတော့မိုးရိပ်မိုးကြီးပျောက်သွားခဲ့ပြီးနေအောင်ကြီးကတဖန်ပြန်ပြီးထွက်ပေါ်လို့လာပါတယ်ဒါပေမဲ့လို့အချိန်ကညနေဆောင်ချိန်ကိုရောက်နေပြီဖြစ်လို့တိတ်မကြခင်မှာနေဝင်တော့မဲ့အနေထားကိုရောက်ရှိလို့နေပါပြီဒီလိုနဲ့တနေရာကိုရောက်တဲ့အခါမှာတော့မုတ်ဆိုးမာတင်ကတနေရာကိုလက်ညှိုးညွှန်ပြရင်းနဲ့ခုလိုစကားဆိုပါတယ်ဟဲ့အောင်ဆိုင်းအောင်မင်းရဲ့ရှေ့မှာလှမ်းကြည့်လိုက်စမ်းမုတ်ဆိုးမာတင်ကသူ့ရှေ့တဲကငပြောပင်ချင်းစီကိုလက်ညှိုးညွှန်ပြနေတာပဲဖြစ်ပြီးထူးဆန်းတာတစ်ခုခုကိုတွေးလိုက်ရတာဖြစ်လို့တငယ်ချင်းဖြစ်သူကိုအလင်းမြန်ပြောပြလိုက်တာပါမုတ်ဆိုးမာတင်ညွှန်ပြလိုက်တာကငပြောပင်ချင်းစီကဖွာထနေတဲ့မြေကြီးတွေပဲဖြစ်ပြီးတောကောင်တကောင်ကနှုတ်သီးနဲ့ထိုးသွားခဲ့လို့မွားစာကျင်းနေတဲ့ပုံစံမျိုးဖြစ်နေခဲ့တာပါဒါကြောင့်ဒီနေရာကိုတောဝက်တကောင်ရောက်လာတာတေချာတလောက်ဖြစ်နေခဲ့ပြီးအချင်းတွေကိုကြည့်လိုက်တာနဲ့တင်သူ့ရဲ့စကားတွေကမှန်နေပြီဆိုတာကိုမုတ်ဆိုးမာတင်ကအပြောနဲ့မဟုတ်ဘဲနဲ့လက်တွေ့သက်သေပြခဲ့လိုက်တာပါဟဲ့အောင်ဆိုင်းအောင်ကြီး
ကြီးရတာဒီငပြောဦးတွေကိုတောဝက်ကလာစားတော့တာဖြစ်ရမယ်ကွာမြေစာတွေလည်းမောစာကျဲနေတယ်သိကြပါတယ်ကွာတော့တောဝက်ရဲ့လက်ချက်ပါပဲငါပြောပါတယ်တောဝက်ကရှိပါတယ်ဆိုမင်းကငါ့ကိုယုံတာလို့မယုံတာလို့နဲ့အေးဟုတ်သားပဲကွာငါလည်းတွေ့ပြီဒီလိုဆိုမင်းပြောသလိုဒီကောင်ကြီးဒီကိုပြန်လာမယ်ဆိုရင်ဒီနားမှာပဲလင်းစင်လုပ်ပြီးတော့စောင့်ကြမလားဒါဆိုဒီကောင်ကြီးပြန်လာနဲ့ကွက်တီပဲဒီလိုနဲ့နှစ်ယောက်သားဟာသဘောတူညီချက်ရရှိသွားခဲ့ပြီးလင်းစင်လုပ်ဖို့ရာအတွက်လိုအပ်တဲ့ဝလုံးနဲ့ຫນွယ်ကြိုးတွေကိုစုဆောင်းဖို့ရာအတွက်အနီးတစ်ဝိုက်ကိုထွက်လာခဲ့လိုက်ကြပါတယ်ဆိုင်းအောင်ကြီးဒီနားပတ်ဝန်းကျင်ကိုကြည့်ရတာနည်းနည်းတော့ဘုံမကြောက်ကွာစိတ်ထဲမှာတခုခုထူးခြားနေရတော့ငါသိတယ်ဒီတော့ကိုမရောက်ဘူးလို့ဖြစ်နေတာလားတော့မသိပါဘူးကွာမင်းရလဲကွာအတွေးတွေများမနေစမ်းပါနဲ့ဒီနေရာကငါပြောတော့နဲ့အနီးဆုံးပဲမဟုတ်လားကွာဒီတော့တောဝက်ကပြန်လာမယ်ဆိုရင်ဒီနေရာကစောင့်တာကအကောင်းဆုံးပဲပေါ့ကွာအေးမင်းပြောတာလည်းဟုတ်ပါတယ်လေငါစိတ်ထဲထင်တာနေမှာပါကဲလှုပ်ရှားရှိတာလှုပ်ကြစို့မဟုတ်ရင်နေဝင်သွားလိမ့်မယ်ဟာမကြခင်မှာတော့မုတ်ဆိုးနှစ်ယောက်လည်းတေကန်းကြောက်တွေကိုရှာတွေ့သွားခဲ့လို့မာတင်တယောက်ညဘက်မီးဖိုဖို့ရာအတွက်မိုးမဆိုးသေးတဲ့တေကန်းကြောက်တွေကိုရှာဖွေပြီးတော့ယူခဲ့လိုက်ပါတယ်ဒီချိန်မှာပဲမိုးဆိုးဆိုင်တော်ကလည်းလာကူဖို့လှုပ်ပေးခဲ့ပေမယ့်ကျိုးထဲမှာစိတ်ကနေဖြစ်သွားတာကြောင့်တောအုပ်ရဲ့ပက်ပက်လေးကိုလေးလာအကဲခတ်လိုက်မိတာပေါ့ဒါအပြင်ခါတိုင်းတောတွေကိုသွားရင်ခဏလေးတွန်းမှာပဲတောနဲ့အသားကျသွားတတ်ပေမဲ့ဒီတစ်ခါမှာတော့အချိန်တော်တော်ကြာတာတောင်မှတောစီကနေထူးဆန်းတဲ့ငွေသက်တွေကိုရနေစေဖြစ်လို့ဆိုင်းတော်တယောက်မတိစိတ်ကနေထိတ်လန့်လို့နေရပါတယ်။အဲဒါကြောင့်နောက်ကျောမလုံးနဲ့မိုးဆိုးဆိုင်းတော်လဲအခုလိုတကိုယ်တည်းတီးတိုးရေရွတ်လို့နေမိတာပေါ့။မာရင်ပြောတာဟုတ်တော့ဟုတ်တယ်ဒီတော့ကထူးတာတော့ထူးဆန်းနေတယ်။ဒါပေမဲ့ဘာကထူးဆန်းနေတယ်ဆိုတာမသိတော့ပြောရခက်တာပဲ။မတိရဘဲနဲ့ရှောင်မပြောတာဘူးကောင်းပါတယ်။ဒီလိုနဲ့မုတ်ဆိုးဆိုင်အောင်လဲမုတ်ဆိုးမာရင်ကြောက်သွားတာကလွဲရင်ကောင်းကျိုးဖြစ်လာစရာအကြောင်းမရှိတာကြောင့်သူ့စိတ်ထဲကအကြောင်းအရာတွေကိုထုတ်မပြောတော့ဘဲနဲ့ရှင်ထဲမှာပဲတင်းဆဲထားလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့မုတ်ဆိုးဆိုင်အောင်လဲမုတ်ဆိုးမာရင်ကိုကူညီစရာရှိတာကူညီလောက်ကင်ပေးရင်တညတာတဲခိုဖို့ရာအတွက်လင်းစင်တစ်ခုကိုအများဆုံးဆောက်လုပ်ခဲ့ကြပါတယ်။လင်းစင်ဆောက်တယ်ဆိုတာကမုတ်ဆိုးနှစ်ယောက်အတွက်ကတော့လုံနေကြလုပ်ငန်းစဉ်ဖြစ်တာကြောင့်ဝါခုတ်တဲ့သူကခုတ်ຫນွေကျိုးချီသူကချီနဲ့တက်ညီလက်ညီလှုပ်လိုက်တဲ့အခါမှာနေမွင်ခင်မှာတင်လင်းစင်ကအတော်လေးရုပ်လုံးပေါ်လာခဲ့ပါပြီ။ဒါပေမဲ့လို့လင်းစင်ဆောက်လို့ရင်အလုရှုံနေခဲ့တာတောင်မုတ်ဆိုးဆိုင်းအောင်ရဲ့အကြည့်တွေကတော့ငပြောပင်တွေရှိအားစီကိုမကြရောက်သွားတတ်ပြီးငပြောတော်တွေကနေတစုံတစ်ခုများထွက်လာတော့မလားဆိုပြီးစိတ်မလုံစွာနဲ့ကြည်နေမိပါတယ်။ဒီလိုနဲ့တက်ညီလက်ညီလောက်ကန်ပြီးသွားခဲ့လို့အနီနာကပင်စီဖြောင်းတဲ့တစ်ပင်တစ်ပင်မှာလင်းစင်ကိုတွဲဆောက်ပြီးသွားတဲ့ခါမှာတော့မုတ်ဆိုးမာရင်ကဥဆောင်ပြီးအပေါ်ကိုအရင်တက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့မုတ်ဆိုးဆိုင်အောင်လဲနောက်ကနေတပါးတဲ့တက်သွားခဲ့ပြီးတော့လင်းစင်ဘော်ကိုအတူတကွရောက်ရှိသွားကြတာပေါ့။ဒီလုံးနဲ့နှစ်ယောက်သားဟာလင်းစင်ဘော်ကိုရောက်သွားတယ်ဆိုရင်ပဲတနေ့လုံးဘာမှမစားရသေးတာဖြစ်လို့စားရင်တောက်ရင်နဲ့မုတ်ဆိုးမာရင်ကအလာပါတလာပါစကားဆိုနေခဲ့ပါတယ်။ဒီကောင်ကြီးဒီနေရာကိုရောက်လာမှတေးကြပါတယ်ကွာငါအာမခံနဲ့ဒီအောင်ငါတို့စောင့်ကြည့်အောင်မယ်ဒီကောင်ကြီးကရောက်လာမှငါတို့တွေစိတ်ရှိဖို့ပဲလိုတာကွာမုတ်ဆိုးမာတင်နေနဲ့ဒီတော့ဝက်ကြီးကငှပြောတော်တဲ့ကိုနောက်တစ်ချိန်ပြန်လာစားမယ်ဆိုတာအတိအကျယုံကြည်နေတဲ့အပြင်သူတို့နှစ်ယောက်ကဒီတော့ဝက်ကြီးကိုဖမ်းဆီးနိုင်လိမ့်မယ်ဆိုတာကိုလည်းယာနှုံးပြည့်ယုံကြည်လို့နေကြတာပါငါကတော့တိတ်ပြီးမထင်ဘူးမာရင်ရဇာတိဥရုကလည်းကောင်းတာမဟုတ်ဘူးအခုကိုလေရဆင်ကျန်းနေပြီလျှက်စီးတွေကလည်းပြက်လို့ဒီညမိုးကြီးလေကြီးကြရင်ဘယ်သားကောင်မှလာမှမဟုတ်ဘူးဟာအေးလေကန်တရားငါတို့ဘက်ပါမပါစောင့်ကြည့်ကြတာပေါ့မုတ်ဆိုးဆိုင်အောင်ပြောလိုက်တာကမှန်ကန်နေတာကြောင့်မာတင်လည်းခွန်းတုံပြန်တော့ဘဲနဲ့ကိုအတွင်းနဲ့ကိုငြိမ့်သက်နေမိပါတယ်ဒီချိန်မှာပဲထူးထူးခြားခြားငွေသက်တစ်မျိုးကိုခန်းစားလဲရတာကြောင့်ဆိုင်တော်တယောက်မုတ်ဆိုးတရီနဲ့ငပြောတော်တဲ့ကိုလှမ်းကြည့်ခဲ့လိုက်ပါတယ်ဒီချိန်မှာပဲငပြောတော်ကြီးကငြိမ်သက်နေတယ်ဆိုပေမဲ့ခဏကြာမှတော့ငပြောပင်တပင်ကတိတိတသာရင်ထိုးသွားခဲ့တာကိုဆိုင်းအောင်တယောက်တွေ့ခဲ့လိုက်ရတာပါဒါအပြင်လှုပ်ရှားနေတာကလည်းတာမန်လှုပ်နေတာမျိုးမဟုတ်ဘဲနဲ့ပင်စီကနေပြီးလှုပ်ခတ်သွားတာကြောင့်အင်မတန်ခွန်အားကြီးမားလာတဲ့တောကောင်တကောင်ကငပြောဦးကိုစားဖို့လုပ်နေတယ်ဆိုတာကိုမုတ်ဆိုးနှစ်ယောက်လည်းသဘောပေါက်သွားခဲ့တော့တယ်ဗျဒါအပြင်ငပြောပင်ကြီးစီကနေအရွက်ပုတ်တိုက်တန်းတွေအပြင်ပင်စီကိုဝန်ဆောင်တဲ့အတန်းတွေကိုလည်းကြားနေရတာကြောင့်ဒီပင်ကိုခုတ်လဲဖို့လုပ်နေတဲ့တောကောင်ကတာမန်တောကောင်တကောင်တော့မဟုတ်နိုင်တော့ပါဘူးဒီလိုနဲ့အရှင်ပြင်းပြင်းနဲ့အတိုက်ခံရတဲ့ငပြောပင်ကြီးလည်းအမြင့်ကနေကျွတ်ထွက်လူနေပါဖြစ်နေခဲ့ရပြီးမကြခင်မှာတော့ခက်ရရဲ့အနေထားကိုရောက်ရှိလို့သွားပါတော့တယ်
အဲ့ဒါကဘာလဲကွာဘယ်ကောင်ကမြတ်ငပြောပင်ကိုဒီလောက်အားနဲ့ဝန်တိုးနေရတာလဲဘာကောင်လဲတော့မသိပေမဲ့တော်တော်လေးကိုကြီးမဲ့တောကောင်ဖြစ်ရမယ်ပြောစောနဲ့မုတ်ဆိုးမာတင်ကရှေ့မှာမြင်နေရတဲ့ထူးထူးဆန်းဆန်းမြင်ကွန်းကိုတေချာမြင်အောင်လို့လက်နဲ့အလင်းရောင်ကိုကာရင်ငပြောတော်ရှိရဘက်စီကိုလှမ်းပြီးကြည့်ခဲ့လိုက်ပါတော့တယ်တောအုပ်ထဲမှာအမောင်တို့ကြီးစုပ်နေတဲ့အပြင်ငပြောတော်ထဲမှာလည်းဖြစ်တာကြောင့်ငပြောပင်ကိုဝန်ဆောင်နေတဲ့အကောင်ကဘာကောင်ဖြစ်တယ်ဆိုတာကိုတဲတဲကွဲကွဲတော့မမြင်ရပါဘူးဒီခါမှာတော့ဘာကောင်မဲလာပြစ်မဲဆိုတဲ့မုတ်ဆိုးဆိုင်အောင်လဲကြောမာလွယ်ထားတဲ့တနက်ကိုလက်ကအလိုလျောက်လှမ်းယူခဲ့လိုက်ပြီးရှေ့ကိုထုတ်ချခဲ့လိုက်ပါတယ်တစ်ဆက်တည်းမှာပဲအတင်ပါလာတဲ့ကြီးစံကိုထည့်သွင်းလိုက်ရင်းနဲ့မောင်းမာတစ်ခါတည်းချိန်ထားခဲ့လိုက်ပြီးပြစ်မှတ်ကိုအစင်စင်ချိန်ရွယ်ထားလိုက်ပါတယ်မုတ်ဆိုးတယောက်ဖြစ်တာကြောင့်တနက်နဲ့အသားကျနေပြီဖြစ်တဲ့ဆိုင်အောင်လဲမျက်စိတမေတွန်းသားကောင်ကိုပြစ်ဖို့အစင်စင်ဖြစ်သွားခဲ့တဲ့အခါမှာတော့မာတင်းရဲ့ဘက်ကိုလှည့်ပြီးခုလိုစကားဆိုလိုက်ပါတယ်မင်းပြောတာမှန်တယ်ကွာဒီကောင်ကြီးလာနေပြီကြားလားဟဲ့ဒါတော့ဝက်ပဲဖြစ်ရမယ်မင်းလည်းအစင်စင်ပြစ်ထားနော်အေးပါတော့ဝက်ဟုတ်မဟုတ်တော့မသိဘူးဒါမဲ့ငါလည်းငပြောတော်တွေကနေတော့ဝက်အော်တန်စတန်ကိုကြားလိုက်တော့သိကြတယ်ကွာငါလည်းတော့ဝက်လာနေတယ်လို့ထင်တာပဲကွာဒီအချိန်မှာပဲငပြောတော်တွေကနေထွက်လာနေတဲ့ထူးထူးဆန်းဆန်းအတန်ကပျောက်ကွယ်သွားပြီးတဲ့နောက်မှာတော့မုတ်ဆိုးဆိုင်အောင်လဲတနတ်မောင်းချိန်ထားတာကိုပြန်ရုပ်သိမ်းလိုက်ပါတယ်ဒါအပြင်အမောင်တို့ကကြီးစိုးနေတာကြောင့်လည်းပတ်ဝန်းကျင်ကိုကောင်းကောင်းမမြင်ရပြီဖြစ်လို့ဒီချိန်မှာတစ်ချက်ဝန်ကနေဖြစ်သွားတဲ့လျှက်စီးရောင်ကိုသာအာကူပြီးတော့ငပြောတော်ရှိအားကြီးကိုအားထားပြီးတော့ကြည်နေရပါတယ်ဒီလိုပြန်ပြီးတော့ငြိမ်သက်သွားတဲ့အခါမှာတော့မုတ်ဆိုးဆိုင်အောင်တယောက်ထူးထူးဆန်းဆန်းဖြစ်မှုတစ်ခုကိုရုတ်တရက်လှုပ်ချလိုက်ပါတယ်အဲ့ဒါကတော့မုတ်ဆိုးဆိုင်အောင်ကလေထဲမှာလက်နှစ်ဖက်ကိုမြောက်လိုက်ရင်စာရေးတလို့လုံးနေခဲ့တာပဲဖြစ်ပြီးဘေးကမာတင်ကတော့ဆိုင်းအောင်ကိုကြည်ရင်းနဲ့ကြောင်အန်းဖြစ်သွားခဲ့ရပါတယ်ဟေးအောင်ဆိုင်းအောင်မင်းဘာတွေရှောက်လုံနေတာလဲဟာမင်းရလဲကွာငါတို့ဆရာနဲ့အတူတူတောထဲကိုသွားတဲ့အခောက်ကိုမင်းမှတ်မိတယ်မလားအဲတော့ကဆရာကွာဘဲကိုမှမကြည့်ပဲနဲ့ငါတို့ကိုပြန်ပြောပေးနေတာမဟုတ်လားအဲ့ဒါမနှောစိတ်နဲ့တိအောင်လုပ်ရတာပဲငါလေးကြားမလားလို့စမ်းကြည့်တာပေါ့ကွာဒီခါကျမှမုတ်ဆိုးမာတင်လဲဆရာဖြစ်သူရဲ့အကြောင်းကိုတဖန်ပြန်ပြီးတွင်းမိသွားခဲ့ပြီးဆရာဖြစ်သူသုံးခဲ့တဲ့နီးတွေအကြောင်းကခေါင်းထဲကိုရောက်ရှိလို့လာပါတယ်အဲ့ဒီချိန်တုန်းကဆရာဖြစ်သူတင်ပေးခဲ့တာကစိတ်ကိုတည်ငြိမ်ဆုံးဖြစ်အောင်ထားလိုက်တာနဲ့အမှန်တိုင်းမြင်လာနိုင်ပြီးကိုယ့်ရဲ့မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေကိုတောင်မှအထင်ရှားမြင်လာနိုင်တယ်လို့ဆိုပါတယ်ဒီလိုနဲ့တရွာတဲသားတွေဖြစ်တယ်လို့ဆရာတဦးတည်းမှာအတူတူတပည့်ခံလာကြရင်ပိုပြီးရင်းနှီးလာခဲ့ကြတဲ့မုတ်ဆိုးနှစ်ယောက်ဖို့တင်လာသမျှကလည်းအတူတူဖြစ်နေခဲ့တာပါဒီခါကျမှမာတင်တယောက်ဆိုင်းအောင်ရဲ့လွတ်ရက်တွေကိုနားလေသဘောပေါက်သွားခဲ့ပြီးဘာမှမပြောဘဲနဲ့တိတ်ဆိတ်နေပါတယ်ဒါပေမဲ့ဆိုင်းအောင်ကဂါထာရွတ်ဖတ်ပြီးအစီရင်လုံးလိုက်တဲ့အခါမှာထူးခြားမှုတစ်ခုဖြစ်ပေါ်လို့သွားပါတယ်ဒီအချိန်မှာတော့ငပြောတော်တွေကတလုံးလုံးဖြစ်နေတဲ့နေရာကနေလေးပြလေးတွေအများကြီးထွက်လာခဲ့တယ်လို့အင်းဆက်ပိုးမားတွေရဲ့အတန်ကလည်းကြဲကြဲလောင်လောင်နဲ့ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်ဒါအပြင်မိုးရွာထားတဲ့အချိန်နဲ့ငပြောပင်နေနားမှာမြူကုန်းငွေတွေနဲ့ပြင်းနေနေခဲ့တာကြောင့်ငပြောတော်နေရာတစ်ဝိုက်ကိုရှင်းရှင်းလင်းလင်းမမြင်ရပဲဖြစ်နေခဲ့တာပါဒီခါမှာတော့မိုးဆိုးဆိုင်အောင်လဲမိုးဆိုးမာရင်ရဲ့ဘက်ကိုလှည့်ကြည့်လင်းနဲ့အတန်ခတ်တိုးတိုးနဲ့ခုလိုစကားဆိုပါတယ်ဟဲ့အောင်မာရင်ငါပြတဲ့နေရာကိုလှမ်းကြည့်လိုက်စမ်းပါဟာဒီစကားကိုကြားလိုက်တဲ့အခါမှာတော့မိုးဆိုးမာတင်လဲတငချင်းဖြစ်သူလက်ညှိုးညွှန်ပြတဲ့နေရာစီကိုချက်ချင်းပဲလှမ်းကြည့်လိုက်ပါတော့တယ်ဒီခါမှာတော့မြင်လဲတဲ့မြင်ကွင်းကြောင့်မိုးဆိုးမာတင်လဲအားတင်သွားခဲ့ရပြီးတနေရာကိုမျက်တောင်မခက်စတန်းငေးကြည့်နေခဲ့မိကနှုတ်ကနေလဲအခုလိုပြန်ပြောမိလိုက်ပါတော့တယ်အေးအဲ့ဒါဘာကြီးလဲဟာအရေးရောင်တော့မြင်နေရပြီဘာကောင်လဲဆိုတာတော့သေချာမသိရသေးဘူးအေးဟုတ်တယ်ငါလည်းမသိဘူးလေအချင်းတွေကိုသေချာသိရအောင်စောင့်ကြည့်ကြတာပေါ့ကွာအဲ့ဒီလိုနဲ့တလုံးလုံးဖြစ်နေတဲ့နေရာကိုဆက်ကြည့်လိုက်တော့ပြိုးပြိုးပြက်ပြက်လင်းတစ်ခုကအမော်တူတဲကနေထိုးထွက်လာခဲ့တာကိုအရင်ဆုံးတွေ့လိုက်ရပါတယ်ခဏကြာမှတော့တကူလုံးကိုမြင်လဲရတဲ့အခါမှာတွေ့လိုက်ရတာကတမင်တကောင်ဖြစ်နေပြီးတော့ထူးခြားဆန်းကျဲတာတစ်ခုကရွှေရောင်အစင်းချောင်းတွေရှိနေခဲ့တာပါဦးဂျိုကငေါငါဆွန့်ဆွန့်ရှိလာပြီးခန္ဓာကိုယ်ကလည်းရွှေရောင်တွေတောက်ပနေခဲ့တာကြောင့်တမင်ပြိုကဘလောက်တောင်ခံညာလှပနေတယ်လဲဆိုတာကိုစကလုံးနဲ့တောင်ဖော်ပြလို့မရပါဘူးငပြောတော်တဲ့ကထွက်မှာညံ့နုနုလေးတွေကိုငုံစားနေတဲ့ပုံကလည်းကြပြားဆန်လာပြီးတော့ကြည့်လို့မောအောင်ရှိနေခဲ့ပါတယ်ဒါတမကသေးပဲအမွေးတွေကလည်းနူးညံ့ဣဆန်နေတယ်လို့ခန္ဓာကိုယ်ကလည်းကြွက်သားအပြိုင်ပြိုင်နဲ့ထွားကျိုင်းနေတာကြောင့်လှပမှုနဲ့ကြမ်းတမ်းမှုတွေနှစ်မျိုးပေါင်းဆက်ထားတာကိုဒီသမင်ပြိုကပိုင်ဆိုင်ထားတာပါဒီနေရာတစ်ဝိုက်မှာ
ဘသူမှမရှိဘူးထင်တဲ့သမင်ပြိုလဲဒေးအတန်ပေးရင်းနဲ့မြက်တွေကိုအေးလူလူစားတောက်လို့နေပါတယ်။ဒီလောက်ဥကြိုလာတဲ့သမင်မျိုးကိုငါတက်တက်မှတစ်ခါမှမတွေ့ဘူးသေးဘူး။ဒီကောင်ကြီးကိုသာရရင်ငါတို့ကတော့ထောတာပဲဟိ။ငါတို့တော့ကန်ဆာတာတွေတက်လာပြီကွာ။အဲ့လိုပြောဆိုပြီးတဲ့နောက်မှာတော့မိုးဆိုးဆိုင်အောင်လဲအတော်လေးဝမ်းသာပျော်ရွှင်သွားခဲ့တာဖြစ်လို့လက်သီးလက်မောင်းတန်ရင်မြောက်ကြဖြစ်နေခဲ့ပါတော့တယ်။မိုးဆိုးဆိုင်အောင်ဖြစ်နေတာကိုကြည့်ရင်မာတင်တယောက်သဘောကျသွားခဲ့ပြီးဟားတိုက်ရင်မောလိုက်ကစိတ်ထဲကနေလဲဒီလိုသမင်မျိုးကိုရောင်းရရင်ငွေတွေဘယ်လောက်တောင်ရမလဲဆိုတာကိုတွက်ချက်ရင်လောဘဇောတွေတက်လာခဲ့ပါတယ်။ဒီအချိန်မှာသမင်ပြိုကတော့သူ့ရဲ့အန်ဒီရဲ့ကိုမမြင်သေးပဲမျက်ခင်းပြင်ကြားထဲမှာလွတ်လပ်မြူးထူလို့နေပါတယ်။အဲ့ဒီနောက်မှာတော့မိုးဆိုးတွေကိုမမြင်တဲ့သမင်ပြိုကအေးအေးလူလူနဲ့မြေကွက်လက်စီထွက်လာခဲ့တဲ့အခါမှာထူးခြားစမ်းကြယ်လာတဲ့အလှတရားကိုပို့ပြီးတော့တောင်ထင်ထင်ရှားရှားမြင်တွေ့လိုက်ရပါတယ်။ဆိုင်းအောင်ကြီးငါတို့တွေကမန်ကရန်လျှောက်လို့တော့မဖြစ်ဘူးကွာ။ तू ကအခုချိန်ဘယ်ခြေလန်းလမ်းမယ်ဆိုတာမသိသေးဘူး။သူ့ကိုတက်ကွန်းတဲ့အထိအရင်ဝင်လာအောင်စောင့်ရမယ်။ဒါမှငါတို့ဘက်ကတပန်းတာမှမုံစိုးမာတင်ကအခုလိုပြောလိုက်တော့ဆိုင်းအောင်တယောက်မပြစ်သေးပဲတမင်ပြိုလို့သမျှကိုစိတ်ရှိလက်ရှိနဲ့ရက်ချီနေခဲ့ကအချိန်ခါကောင်းကိုစောင့်မျှော်နေလိုက်ပါတယ်။မြေကွက်လက်ကိုကြော်လာတဲ့အခါမှာတော့တမင်ပြိုကငှက်ပြောပင်ပေါတစ်ခုကိုတွေးလိုက်ရလို့အပင်စီတန်းတန်းမတ်မတ်သွားခဲ့လိုက်ကစားစရာရှိတာကိုအေးလူလူငုံစားနေလိုက်ပါတယ်။ဒီမြင်ကွန်းကိုတွေးလိုက်ရတော့မိုးဆိုးဆိုင်အောင်လဲတစုံတရာကိုတတိယသွားခဲ့ပြီးတမင်ပြိုကိုကြည့်ရင်းနဲ့မာတင်ကိုအခုလိုစကားဆိုပါတယ်။မင်းစိတ်ထဲမှာပုံမှန်မဟုတ်တာတခုခုမြန်သတိထားမိသေးလားငါတော့သတိထားမိတာရှိတယ်ကွာဒီတမင်ကဘာလို့လူတွေကိုမကြောက်ရတာလဲထူးဆန်းတယ်မဟုတ်လားကွာဟဲ့အောင်ဆိုင်အောင်မင်းရလဲကွာအထူးဆန်းလို့ဘာလို့ရမှာလဲငါတို့ကိုမကြောက်ဘူးဆိုတာဒီကောင်ကငါတို့ကိုမမြင်လို့ပေါ့ကွာမင်းကလည်းရှင်းတာကိုရှော့အောင်လုပ်နေတယ်မတွေ့လို့မကြောက်တာပေါ့ဘာဒီစဉ်းစားနေရလဲပြစ်တာပြစ်အဲ့လိုပြောဆိုပြီးတဲ့နောက်မှာတော့မိုးဆိုးနှစ်ယောက်လဲတနတ်ကိုစီဆွဲကန်လိုက်ပြီးတော့တမင်ပြိုရှိရာဘက်ကိုတဲတဲ့ချိန်ရင်အချိန်ကားကောင်းကိုစောင့်နေလိုက်ပါတယ်မကြခင်မှာမိုးဆိုးတွေတက်တာကိုခံရတော့မယ်တမင်ပြိုကတော့အသက်ပေးနီးကန်နေပြီဆိုတာကိုမသိပဲငှက်ပြောပင်ကိုသာအေးလူလူစားတောက်နေခဲ့ကအပူပင်ကင်းမဲ့နေတော့တယ်ဗျဒီလိုနဲ့မိုးဆိုးနှစ်ယောက်လဲအချိန်ကောင်းကိုရောက်လာမဲ့အချိန်ကိုအတင်းဆောင်နေကြပြီးတော့တက်ကွန်းထဲကတမင်ပြိုကိုလည်းမလွတ်တမ်းဆောင်ကြည့်နေကြပါတယ်ဟေ့မာတင်ရေဒီလိုတမင်မျိုးကအတော်လေးရှားတာကွာငါတို့ဘာဆက်လုပ်ကြမလဲအရှင်ဖမ်းကျင်လားဘယ်လိုလုပ်ကြမလဲအေးအရှင်ဖမ်းမှုကမလွယ်တော့ဘူးကွာဘာမှစဉ်းစားမနေပါနဲ့ကွာပြစ်တာပြစ်ဟိအောင်ပြစ်ကွာဒီလိုမျိုးဆုံးဖြတ်ပြီးပြတာနဲ့တကြိုင်နဲ့တည်းမိုးဆိုးမာရင်းကဥဆောင်ပြီးတစ်ချက်ပြစ်လိုက်တဲ့အခါမှာတော့မိုးဆိုးဆိုင်အောင်ကလည်းနောက်ကနေတပါးတဲ့လိုက်ပစ်ခဲ့လိုက်ပါတယ်ဒီလိုနဲ့တနတ်တန်တွေကဇက်တိုက်ထွက်ပေါ်လို့လာပြီးတောတခွန်လုံးဟင်းထွက်သွားခဲ့တာကြောင့်အိတ်တန်းတက်နေတဲ့ငှက်တွေတောင်မှလမ်းဖြန့်ပြီးတော့ပြေးကုန်ကြပါတယ်မိုးဆိုးနှစ်ယောက်ကလည်းဝါရင်နေပြီဖြစ်တယ်လို့တမင်ကလည်းပြစ်မလွဲတဲ့ပြစ်ကွန်းထဲမှာရှိနေတာကြောင့်ပြစ်သမျှကြီးစံတိုင်းကခန္ဓာကိုယ်အနှံ့ကိုမိမိရရထိမှန်လို့သွားခဲ့တာပါကြီးစံတွေကခန္ဓာကိုယ်ကိုဖောက်ဝင်သွားတဲ့အခါမှာတမင်ပြိုလဲအယုတ်ကျိုးပြက်လဲကျသွားပြီးတော့ဒဏ်ရာကနေသွေးတွေတောင်ပန်းသွားခဲ့ပါတယ်ချက်ကောင်းကိုထိမှန်သွားခဲ့ပြီးသွေးတွေကလည်းဒလဟောထွက်လာခဲ့တာကြောင့်တမင်ပြိုလဲတင်ငယ်စုံနဲ့အကျော်ဆွဲကဆိုင်းငင်ဖြစ်နေရပါတယ်ဒီလိုနဲ့အချိန်ခဏကြာမှာတော့သွေးရည်တွေကတမင်ပြိုလဲနည်းနည်းလေးတောင်မှမလုပ်တော့ဘဲနဲ့ငြိမ်ကျသွားခဲ့ပြီးမိုးဆိုးနှစ်ယောက်ရဲ့လက်ချက်နဲ့အသက်ထွက်သွားခဲ့ပါပြီဒီကမှာတော့မိုးဆိုးဆိုင်အောင်လဲတမန်အသေးကောင်ကြည်ရင်နဲ့အခုလိုအားရဝမ်းသာစကားဆိုလိုက်ပါတယ်ဒီတမင်ကကွာတော်တော်ကိုလှတယ်ခေါင်းကိုဖြတ်ယူပြီးရေကုန်ကိုခွာယူလိုက်ရင်ဈေးကောင်းကောင်းကြနေပြီဒီကောင်ကြီးကငွေတော်တော်ရမှာတေးကြတယ်ငါတို့တွေတော့ထောပြီးဟိဒီလိုနဲ့မိုးဆိုးဆိုင်အောင်လဲကိစ္စတွေအကုန်ပြီးပြီဖြစ်လို့တနတ်ကိုကြောဘက်စီကိုပြန်ပို့ခဲ့လိုက်ပါတော့တယ်တစ်ဆက်တည်းမှာပဲတည်သွားပြီဖြစ်တဲ့တမင်ပြိုရဲ့အခြေအနေကိုကြည့်ဖို့ရအတွက်အမြန်ရောက်ချင်စောနဲ့ကျိုးလေကားကနေမစင်းတော့ပဲတခါတည်းလင်းစင်ပေါ်ကနေခုန်ချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပျော်ရွှင်လွန်းလို့မြောက်ကြဖြက်နေရကနေဆိုင်းအောင်တယောက်တမင်ပြိုရှိရာဘက်စီကိုခုံဆွလုပ်ရင်းတန်တန်မတ်မတ်သွားခဲ့လိုက်ပါတော့တယ်ဟေ့အောင်ဆိုင်းအောင်နေအောင်ကွာဟေ့အောင်ရမ်းပြီးမသွားနဲ့အောင်ဒီကောင်ကတော့ခက်တော့ပါပဲဒါပေမဲ့လို့သူ့ကိုသားဖို့မမီတော့တာကြောင့်မိုးဆိုးမာတင်လဲကာကွယ်ပေးဖို့ကိုသာဆုံးဖြတ်လိုက်ပြီးတော့တမန်အသေးကောင်ကိုတနတ်နဲ့နောက်တစ်ချိန်လှမ်းပြီးချိန်ခဲ့လိုက်ပါတယ်အဲ့ဒီခါကျမှနောက်ကနေလှမ်းអော်တဲ့အတန်ကြောင့်မိုးမလင်းမချင်းလင်းစင်ဘဝကနေမစင်းရဘူးဆိုတော့မိုးဆိုးတွေရဲ့ကျင့်ဝတ်အကြောင်းကိုပါဆိုင်းအောင်တယောက်သတိရသွားခဲ့ပြီးထိတ်လန့်သွားခဲ့ရပါတယ်ဒါပေမဲ့လို့အခုချိန်မှဆိုရင်တမင်ပြိုရဲ့အနာကိုရောက်နေပြီဖြစ်တယ်လို့လင်းစင်နဲ့ခက်လန်းလန်းစီကိုရောက်နေပြီလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်
တငယ်ချင်းဖြစ်သူရဲ့ခေါ်တန်းကြောင့်လင်းစင်ဘက်ကိုလှည့်ကြည့်လိုက်တယ်ဆိုရင်ပဲတမင်ပြိုကလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပြီးအသက်ဝင်လာခဲ့ကတနက်တန်ရာတွေကလည်းသွေးတွေကတဖန်ပြန်ပြီးတော့ယိုစီးထွက်လာခဲ့ရပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီသွေးတွေကအနီရောင်မဟုတ်ပဲအစိမ်းရောင်တွေဖြစ်နေပြီးတော့အချိန်ခဏကြာမှတော့မြေပြင်တစ်ခုလုံးအစိမ်းရောင်သွေးတွေကအိုင်ထွန်းသွားခဲ့ပါတော့တယ်ဒီအချိန်မှာပဲတည်ဆုံးသွားပြီဖြစ်တဲ့တမင်ပြိုကသွေးအိုင်တွေကြားထဲကနေကုံယုံပြီးတဖန်ပြန်ထလာခဲ့တာကိုမုတ်ဆိုးဆိုင်တော်တယောက်အနီးကပ်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါတယ်ဒါရင်မကသေးပဲခန္ဓာကိုယ်အနှံ့ကကြည်ပေါက်ရတဲ့ဇီကနေလဲသွေးစိမ်းတွေကမြင်မကောင်းတော့အောင်ယိုစီးကျနေတာကိုတွေ့လိုက်ရပြန်ပါတယ်တေပြီးသားတမင်တကောင်ကရုတ်တရက်ကြီးသွေးစိမ်းတွေထွက်လာပြီးတော့ပြန်ရှင်လာတာကိုကြည့်ရင်မုတ်ဆိုးဆိုင်တော်တယောက်မယုံကြည်နိုင်စွာနဲ့ကြည်နေမိပါတယ်တစ်ဆက်တည်းမှာပဲတမင်ပြိုကဘာမှမဖြစ်သလိုမူရမျိုးနဲ့အကြောတွေဆန့်လိုက်လို့ခန္ဓာကိုယ်ကထွက်လာတဲ့အတန်တွေကိုတောင်ကြားလိုက်ရပါတယ်အချိန်ခဏကြာမှတော့တမင်စီကနေမြူကိုးတွေရုတ်တရက်ထွက်လာခဲ့ပြီးမြူကိုးတွေကြားမှာတမင်ပြိုကလုံးဝပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒီလိုနဲ့မြူကိုးတွေကင်းသွားခဲ့တဲ့အခါမှာကြောင်းဘက်ဖွေရကောင်းလောက်အောင်မြင်လိုက်ရတာကခန္ဓာကိုယ်တွေကနံရိုးတွေတောင်ပေါ်နေပြီဖြစ်တဲ့တမင်မိစ္ဆာတကောင်ဖြစ်နေခဲ့ပါတော့တယ်သွေးပြက်ဖွေရမြင်ကွင်းကိုတွေးလိုက်ရတဲ့အခါကျမှမုတ်ဆိုးဆိုင်အောင်လည်းအခုလိုအော်ရရင်နဲ့နောက်ကိုတဆုပ်ထဲစုံမိသွားခဲ့ပါတယ်ဟာကွာဘာတွေဖြစ်တာလဲဟေ့အဲ့ဒါဘာကြီးလဲကွာမာရီလုတ်ပါဦးဟာငါတို့တွေတော့တောချောက်ခံရပြီထင်တယ်ကွာဒီလိုနဲ့မိုးဆိုးဆိုင်အောင်လဲကြောက်လန့်တကြားဖြစ်နေခဲ့တာကြောင့်နောက်ကိုတောင်ပြန်မပြေးမိတော့ပဲနေရာမှာတင်ရရင်တမင်မိစ္ဆာကိုအံ့ဩမင်သက်စွာနဲ့ကြည်နေမိပါတယ်ဒီချိန်မှာတမင်မိစ္ဆာနဲ့ကမလမကအကွာဝေးမှာရှိနေတာဖြစ်လို့မိုးဆိုးဆိုင်အောင်ဖို့အတော်လေးကြောက်ရွံ့နေခဲ့ပါပြီတမန်မိစ္ဆာကလည်းပြေးဝေးတော့မဲ့ဟန်နဲ့ဦးချိုတရန်ရန်လုံနေခဲ့တာကြောင့်ဆိုင်းအောင်ရဲ့ခြေထောက်တွေလည်းကြောက်စိတ်နဲ့လှုပ်ရှားလို့မရတော့ပါဘူးဒါအပြင်အင်မတန်ချောမောလှပတဲ့တမင်ကျော်ကြီးကအခုလိုမိစ္ဆာတစ်ကောင်ဖြစ်ပြောင်းလဲသွားတာကမုတ်ဆိုးဆိုင်အောင်အတွက်ကတော့ဘလို့နီးနဲ့မှမယုံနိုင်စရာဖြစ်နေရပါတယ်တမင်ပြိုကနေတမန်မိစ္ဆာဖြစ်ကိုပြောင်းလဲသွားတဲ့အခါမှာမျက်လုံးတွေကအသက်မပါတော့ပဲမျက်သားဖြူဖြူကသာဖုံးအုပ်သွားခဲ့ပြီးတော့ပြောင်းလဲသွားခဲ့ပြီးရက်ဆက်ကြမ်းတမ်းမဲ့အရေးရောင်တွေကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်ဟဲ့အောင်ဆိုင်းအောင်ဘာကြောင်နေတာလဲပြေးကွာပြေးမင်းမပြေးရင်မင်းကိုတော့တတ်သွားမှာဒီခါမှတော့မိုးဆိုးဆိုင်အောင်လဲနောက်ကအတန်ကိုနားဆိုင်ထောင်းလိုက်ရင်းနဲ့တနတ်ကိုထိုးပြီးကန်လိုက်ရာကနေတမန်မိစ္ဆာကိုတဲ့တဲ့ချင်းရလိုက်ပြီးချက်ချင်းပြစ်တက်ခဲ့လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့မိုးဆိုးဆိုင်အောင်လဲကြည်အဟောင်းတွေရဲ့အခွင့်ကိုပြန်ထုတ်လိုက်ရင်းကြည်အသက်တွေကိုပြန်ဖြည့်နေခဲ့ပြီးတော့နောက်တစ်ချိန်ထပ်ပြစ်ဖို့ရာအတွက်အသင့်ပြင်ဆင်လို့နေပါတယ်ပြစ်ခတ်သမျှကြီးစံတွေကတမန်မိစ္ဆာရဲ့ကိုနည်းနည်းလေးမှထိခိုက်အောင်မလုပ်နိုင်ပဲတမန်မိစ္ဆာရဲ့နားကိုရောက်တာနဲ့ပျောက်ကွယ်သွားခဲ့ရတာပါဒီချိန်မှာမထင်မှတ်ထားတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပျက်သွားပြီးတော့တမန်မိစ္ဆာလည်းတစ်ချက်ခုံလိုက်တာနဲ့တင်လင်းစင်မော်ကိုချက်ချင်းရောက်ရှိသွားခဲ့ပြီးလင်းစင်ဘက်မှာရှိနေတဲ့မုတ်ဆိုးမာတင်ကိုဝန်အောင်ခဲ့လိုက်ပါတော့တယ်ရုတ်တရက်ကြီးတိုက်ခတ်ခံရတဲ့အခါမှာတော့မုတ်ဆိုးမာတင်ခမများမှာတမန်ဝန်ဆောက်တာလည်းခံလိုက်ရတယ်လို့နောက်ကတစ်ပင်နဲ့လည်းတိုက်မိသွားကြတာကြောင့်အတော်လေးအီစိန်သွားရပါတယ်ဒီခါမှာတော့မုတ်ဆိုးဆိုင်အောင်လည်းမုတ်ဆိုးမာတင်ပြရင်သူ့အလဲကိုရောက်ပြီးဖြစ်တာကြောင့်ကြောက်လန့်တကြားနဲ့နောက်ကိုဖင်ထန်လေးကလဲကျသွားခဲ့ပြီးအခုလိုအော်ဟစ်အကူကြီးတောင်းခံနေပါတယ်။ကဲကြပါအောင်ဗျာကဲကြပါအောင်တမင်မိစ္ဆာကြီးကဲကြပါအောင်ဗျာအဲ့လိုပြောဆိုပြီးတဲ့နောက်မှာတော့မိုးဆိုးဆိုင်အောင်လဲဖင်ကိုရှော့တိုက်သွားခဲ့ရင်နောက်ကိုဖြည်းဖြည်းချင်းစုံနေခဲ့ပြီးလွတ်ညာပြေးနေခဲ့ပါတယ်။ဒါပေမဲ့လို့အသိစိတ်ပြန်ကက်လာတဲ့အခါမှာတော့မိုးဆိုးဆိုင်အောင်လဲမြေပြင်ပေါ်ကိုထိုင်နေရင်းနဲ့တငယ်ချင်းရဲ့အသက်ကိုကယ်ဖို့ရာအတွက်တမင်မိစ္ဆာကိုတနတ်နဲ့အချက်ပေါင်းများစွာပြစ်တက်ခဲ့ပါတော့တယ်။ဒါပေမဲ့လို့အဲ့ဒီကြီးစံတွေကတမင်မိစ္ဆာရဲ့ကိုထိခိုက်အောင်မလုပ်နိုင်မဲလေထဲမှာတင်ပျောက်ကွယ်သွားခဲ့ရပြန်ပါတယ်။ဒီလိုနဲ့တမင်မိစ္ဆာရဲ့ခန္ဓာကိုယ်ကအပေါက်တွေဖြစ်သွားရာကနေသူ့စီကိုတဲ့လာနေတဲ့ကြီးစံတွေကိုရှောင်ရင်းမန်ဖီနေတာကြောင့်လဲတမင်အော်တန်ကိုစိတ်ညစ်ညူးဖွယ်ရာကြားနေရပါတယ်။ဒါပေမဲ့ကံကောင်းထောက်မှစွာနဲ့ပဲတမန်မိစ္ဆာကတဖြည်းဖြည်းနဲ့မှိန်ဝါသွားခဲ့ကနောက်ဆုံးမှာပျောက်ကွယ်သွားခဲ့တာကြောင့်မုတ်ဆိုးနှစ်ယောက်လည်းအတော်လေးအသက်ရှူချောင်သွားခဲ့ပါတော့တယ်။ဒီအခါမှာတော့ဒဏ်ရာရသွားခဲ့တဲ့မုတ်ဆိုးမာတင်လည်းပြန်ထလာခဲ့လိုက်ပြီးတမန်မိစ္ဆာကရုတ်တရက်ပျောက်ကွယ်သွားခဲ့တာတွေကိုအထူးဆန်းဖြစ်ရင်ရက်ကြည့်နေမိပါတယ်။တမန်မိစ္ဆာပျောက်ကွယ်သွားပြီးဆိုမှမုတ်ဆိုးဆိုင်အောင်လည်းအာရဝမ်းတာနဲ့လင်းစင်မော်ကိုပြန်ခုန်တက်လာပြီးတော့အပေါ်ကိုချက်ချင်းပြန်ရောက်လာပါတယ်။ဒီလိုနဲ့မုတ်ဆိုးမာတင်လည်းတနက်ကိုနောက်မှာပြန်ထားခဲ့လိုက်ပြီးရှေ့ဘက်စီကိုပြန်ကြည့်ခဲ့လိုက်ပါတယ်။ဒီခါမှာတော့လင်းစင်ပမာတယ်မကပဲမြေပြင်ပမာလဲသွေးစိမ့်တွေဘ
ဘာမှမရှိတော့သလိုတမန်မေးစာရှိခဲ့ဘူးတဲ့ဆိုတဲ့အရေးရောင်တောင်မှရှိမနေတော့ပါဘူးဒါကဘလို့ထူးဆန်းတဲ့တော်ဝါမျိုးပါလေကွာပျောက်သွားတော့လက်ချက်ချင်းကြီးဘာမှတော့မကြံခဲ့ဘူးဟာငါလည်းမသိတော့ဘူးကွာကံကောင်းလို့တာငါတို့မသိတာကြည်ရတာဒီညတော့ငါတို့တတိကြီးကြီးထားတော့မနဲ့တူတယ်မင်းသိလားငါတို့တွေဘာမှလုံးမိလို့ဒီလိုပြဿနာမျိုးတွေကြုံရလည်းမသိပါဘူးကွာဒီလိုနဲ့တယောက်တစ်ပေါက်ပြောဆိုနေတော့မှပဲငှက်ပြောတော်စီကနေနောက်တစ်ချိန်ထပ်ပြီးတော့အတန်ကျဲကြီးတစ်ခုကိုကြားလိုက်ရတယ်လို့ငှက်ပြောပင်နေရလဲထပ်မံလှုပ်ခတ်သွားပြန်ပါတယ်ဒီချင်းနေကြောင့်မိုးစိုးနေရလုံးစကားဆက်ပြီးမပြောပြကြတော့ပဲပါဇက်ပိတ်သွားခဲ့ပြီးငှက်ပြောတော်ရှိရာဘက်စီကိုဗျိုင်တူလှမ်းပြီးကြည့်ခဲ့လိုက်ပါတယ်အတန်ကျဲကြီးကိုသာကြားလိုက်ရပေမဲ့အကောင့်ထဲမမြင်တွေ့ရသေးလို့မိုးစိုးမာတင်ကအလင်းစလုံးနဲ့ပြူပြဲပြီးတော့လှမ်းကြည့်ခဲ့လိုက်ပါတယ်ဟေးမာတင်ကြီးတစ်ခေါက်ပြန်ပြီးလာပြန်ပြီနဲ့တူတယ်ငါကောင်ရဘာကောင်လဲတော့မသိဘူးဟေးသတိထားဟာအန်ဒီရဲ့ငွေတက်ကိုရလိုက်တာကြောင့်မိုးစိုးမာတင်လဲတနက်ကိုအမြန်ထုတ်လိုက်ပြီးတော့ငပြောတော့ကိုချင်ဝင်လိုက်တဲ့အခါမှာပဲတောထဲကနေမဲအကောင်ကြီးတစ်ကောင်ထွက်လို့လာခဲ့ပါတယ်ဒါပေမဲ့လို့ဒီတစ်ခါမှာတော့သူတို့စောင့်မျှော်နေတဲ့တောဝက်ကြီးတစ်ကောင်ဖြစ်နေခဲ့ပြီးငပြောတော့စီကနေဆိုက်နဲ့ထွက်လာနေတာဖြစ်ပါတယ်တောဝက်ကြီးရဲ့ရွယ်စားကကြီးတယ်လို့တကူလုံးကလည်းအမွေးအမြင်ကြမ်းနေတဲ့ဖုံးအောင်နေပြီးနှာမုတ်တန်တချူချူကိုလည်းကြားနေရတာပါခန္ဓာကိုယ်ရွယ်စားကြီးမှသလောက်ခေါင်းကတော့တိုးရှိလာပြီးပါဇက်ထဲကနေထွက်ကြနေတဲ့အဆွဲဖူးဖွေးတွေကိုလည်းအတိုင်းသားမြင်တွေ့လို့နေရပါတယ်ငပြောတော်တွေကနေထွက်လို့မြေကွက်လက်စီကိုရောက်တော့တောဝက်ကအတန်နဲ့ကြီးနဲ့ချက်អော်လိုက်တာကြောင့်တော်လုံးဟင်းထွက်သွားရပါတယ်အတန်နဲ့ကြီးနဲ့ဟင်းရောက်လိုက်တာတောင်မှဘာကောင်းမှထွက်မလာခဲ့လို့တောဝက်လည်းစိတ်အေးသွားခဲ့ရပြီးဟိုတီပတ်သွားဖို့လုပ်လိုက်ပါတယ်ဟေ့အောင်ဆိုင်းအောင်ကြီးဒီကောင်ကြီးကငါတို့စောင့်နေတဲ့တောဝက်ကြီးကွာငါတို့မျောမှန်းထားတဲ့အတိုင်းပေါ်လာပြီးဒီတစ်ခါတော့မိပြီပေါ့ကွာဒီတစ်ခါမှတော့မျောလင်းချက်တွေပြန်ပြီးတော့အယောင်တန်းလာခဲ့တာဖြစ်လို့မိုးဆိုးဆိုင်အောင်လဲကြောဘော်ကတနက်ကိုအလင်းအမြန်ဆွဲယူလိုက်ပါတော့တယ်အဲ့ဒီနောက်တောဝက်ကြီးရှိရာဘက်ကိုတနက်နဲ့ချိန်ထားခဲ့လိုက်ပြီးတက်ကွန်းထဲကိုဝင်လာတာနဲ့ပြစ်တက်ဖို့ရာအစင်သက်နေထားနဲ့စောင့်နေခဲ့လိုက်ပြန်ပါတယ်ဒီတောဝက်ကရှားပါတရဝါဖြစ်လို့မိုးဆိုးတိုင်းလိုချင်ကြတဲ့တောကောင်ဖြစ်လို့မိုးဆိုးနှစ်ယောက်လဲဒီတောဝက်ကိုအပိုင်ပြစ်တက်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်ဒါအပြင်တောဝက်ကြီးကအတော်လေးဝဝဖိုင်အရွယ်စားမှရှိနေတာဖြစ်လို့ဈေးမှာသွားရောက်ရင်တော့ပြည့်တဲ့ချိန်အတော်ရမယ်အကောင်မျိုးဖြစ်နေတော့တယ်ဗျဟေ့အောင်မာတင်ရေဒါကအချင်းကောင်းမဲကွာတက်ကွန်းနဲ့ဝင်လာပြီအေးဟုတ်တယ်ဒီတစ်ခါလေးတေချာပြစ်ကွာနန်ချားကိုရအောင်ပြစ်နော်တမင်ကိုမရလိုက်ပင်နဲ့တောဝက်ကိုတော့ရအောင်ဖမ်းရမယ်တောဝက်အဆွဲဆိုတာကဈေးကောင်းရတယ်ငါတို့တော့ပွားပေါက်တိုးပြန်ပြီဟေ့ဒီလိုနဲ့မိုးဆိုးဆိုင်အောင်ရောမာတင်ပါတောဝက်ကြီးကိုပြစ်တက်ဖို့ရာအတွက်အသင့်ပြင်လိုက်ရင်နောက်တစ်ချိန်အမဲလိုက်ဖို့အစင်သင့်ဖြစ်လာခဲ့ပြန်ပါတယ်ဒီခါမှာတော့အမဲလိုက်မိုးဆိုးတွေပြီးယုံကြည်ချက်ရှိနေပဲသူတို့ရဲ့တနက်တင်နဲ့တောဝက်ရှိရာစီကိုတဲ့မတ်ချင်းရွယ်ထားလိုက်ပါတယ်အဲ့ဒီနောက်တော့မိုးဆိုးမာတင်ကအမဲလိုက်တဲ့စီစဉ်ကိုစတင်ခဲ့လိုက်ပြီးတစ်ချက်ပြစ်ခတ်လိုက်ပါတော့တယ်အဲ့ဒီကြီးစံကတောဝက်ရဲ့ရှေ့ခြေထောက်ကိုအတိအကျထိမှန်သွားခဲ့တာကြောင့်တောဝက်လည်းအတော်လေးအထိနာသွားရပါတယ်ဒါပေမဲ့လည်းဂျက်ကောင်းကိုမထိလို့ချက်ချင်းတည်မသွားတာကြောင့်တောဝက်ကလက်စားချေဖို့ရာအတွက်ရန်သူရှိရာဘက်စီကိုလှည့်ပတ်ရှာဖွေခဲ့ပါတယ်အဲ့ဒီနောက်လင်းစင်ဘော်ကမုံစိုးနှစ်ယောက်ကိုရှာတွေ့သွားတာနဲ့တပြိုင်နက်တောဝက်ကလည်းဒေါသတကြီးနဲ့လင်းစင်ရှိရာစီကိုတဟုန်ထိုးပြေးလို့လာပါတော့တယ်ဒီခါမှာတော့မုံဆိုးဆိုင်အောင်နဲ့မာတင်တို့တွေလည်းသူ့စီကိုတန်းမတ်လာနေတဲ့တောဝက်ကြီးကိုအပြုတ်ဖြုတ်ဖို့ရာအတွက်တစ်ချက်ပြီးတစ်ချက်စင်ငါပြစ်လိုက်ပြန်ပါတယ်ပြေကွန်းကရှင်းလွန်းတယ်လို့အနီးကလည်းဖြစ်တာကြောင့်ပြစ်ချက်တိုင်းကတောဝက်ကိုထိမှန်သွားခဲ့ပြီးဥကောင်းကိုဖောက်ထွန်းသွားခဲ့ပါတယ်ဒါပေမဲ့ပြေးလာတဲ့အချိန်ကပြင်းလွန်းတာကြောင့်ဥကောင်းကိုကြီးစားမှန်သွားတာတောင်မရက်တန့်သွားခဲ့ပဲလင်းစင်နားထိရောက်အောင်ကြောက်သွားခဲ့တာပါလင်းစင်နားကိုရောက်တဲ့အခါမှာတော့အချိန်တန်သွားခဲ့ပြီးကြီးစံထိတဲ့နေရာကလည်းသွေးတွေပန်းထွက်လာခဲ့ကတောဝက်လည်းမြေပြင်ပေါ်ကိုဘိုင်းကနေလဲကျသွားပါတော့တယ်ဒီလိုလဲကျသွားတာတော့အသက်ပြင်းလာတဲ့တောဝက်ကချက်ချင်းမတည်သေးပဲနဲ့နာချင်းနဲ့ပဲလူးလိန်အော်ဟစ်နေတော့တယ်ဗျဒီခါမှမိုးစိုးနှစ်ယောက်လည်းတောဝက်အော်ဒါကိုမြင်လိုက်တော့တနာစိတ်ဝင်သွားခဲ့ပြီးအဆုံးသက်ပေးဖို့ရာအတွက်နောက်တစ်ချိန်ကြီးစံတစ်ထောက်ပြစ်သွင်းပေးဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့ပြစ်တောင်မပြစ်လိုက်ရပဲခဏလေးတော့မှတောဝက်လည်းမလုံးမဆက်ဖြစ်သွားရကနေအသက်ပါတပါးတည်းပါသွားခဲ့ကကိစ္စတုံးသွားခဲ့ပါတော့တယ်တောဝက်ကိုငါတို့ရပြီကွာငါတို့ရပြီဟင်းမျိုးကြီးကိုငါတို့ကောင်တွေတတ်လိုက်နိုင်ပြီပွာတာပဲဟေ့
အဲ့ဒီနောက်မှာတော့တားကောင်ကိုတည်တက်လက်နိုင်လို့ဆက်ဖြည်းဖြည်းဖြစ်နေတဲ့ဆိုင်းအောင်တယောက်သူပြစ်လိုက်တဲ့တားကောင်ရဲ့ခြေနေကိုတွားကြည့်ဖို့ရအတွက်အောက်ကိုဆင်းဖို့တပံဟန်ပြင်ခဲ့လိုက်ပါတယ်ဒီခါမှာတော့မိုးဆိုးမာတင်ကခွင့်ပြုမပေးတော့ပဲမိုးဆိုးဆိုင်းအောင်ရဲ့လက်ကိုအချိန်မီအမိရဖန်ဆွဲထားခဲ့လိုက်ပါတော့တယ်မကြသေးခင်ကမှအမှားတစ်ခုကိုကျူးလွန်ထားတာဖြစ်ပြီးတညထဲမှာအမှားတစ်ခုဇက်တိုင်မကျူးလွန်မိအောင်အခုလိုအလင်းအမြန်တားဆီးလိုက်တာပါဟေ့အောင်ဆိုင်းအောင်နေအောင်ဟာအောင်ဆိုင်းအောင်ရရင်းတစ်ခါဖြစ်ထားတာမမတ်မိသေးဘူးလားမစင်းနဲ့အောင်ငါတို့မနေ့ကမှစင်းကြည့်မယ်ဒီခါကျမှဆိုင်းအောင်တယောက်လည်းသူ့ရဲ့အမားသူမြင်သွားခဲ့ပြီးတော့အောက်ကိုမစင်းတော့ပဲလင်းစင်ပေါ်မှာပဲဆက်ပြီးနေခဲ့လိုက်ပါတော့တယ်အဲ့ဒီလိုမိုးဆိုးနှစ်ယောက်သားဟာအပြန်အလှန်ထိန်းချောင်းနေတော့မှာပဲနှစ်ယောက်သားကြက်တီးတစ်ပြန်းပြန်းထသွားခဲ့ပြီးရင်ထဲမှာတမျိုးတမီခန်းစားသွားရပါတယ်ဒီချိန်မှာပဲငပြောတော့တဲ့မှာမြင်လဲရတဲ့မြင်ကွင်းကြောင့်မိုးဆိုးနှစ်ယောက်သားထိတ်လန့်တကြားဖြစ်သွားခဲ့ရပြီးမျက်လုံးတွေပါပြူးထွက်ကုန်မာတော့တယ်မိုးဆိုးနှစ်ယောက်ကိုအခုလိုဖြစ်သွားစေတာကငပြောတော့တဲ့ကနေအမျိုးသမီးတစ်ယောက်ထွက်လာခဲ့တာဖြစ်ပြီးအဲ့ဒီအမျိုးသမီးကအစိမ်းအောင်ဝတ်စုံကိုဝတ်ယုံထားပါတယ်ဒါရင်မကသေးပဲအဲ့ဒီမျိုးသမီးကအင်မတန်နတ်မောင်ကြော်ရှင်းလာတဲ့စံဂီတာကိုလည်းပိုင်ဆိုင်ထားပြီးတော့အသားရည်ကဆွတ်ဆွတ်ဖြူကချောမွေ့လို့နေပါတယ်။ညနေတကောင်ရန်ချင်းကြီးမှာဒေါ်ကြီးမြန်မဲ့လည်းအမျိုးသမီးတယောက်ကိုတွေ့လိုက်ရတာကြောင့်မိုးစိုးနှစ်ယောက်လုံးတအံတောင်းနဲ့ငင်းမောကြည့်ရှုနေခဲ့မိကစကားတောင်မပြောနိုင်တော့ပါဘူး။ဒါပေမဲ့လို့အဲ့ဒီမျိုးသမီးရဲ့မျက်လုံးတွေကစိမ့်တောက်လို့နေခဲ့ပြီးသွေးကြောတွေကိုလည်းအပြိုင်ပြိုင်မြင်နေရတာကြောင့်အတော်လေးကြောက်မက်ဖွယ်ရဖြစ်နေခဲ့တာပါ။ဒါအပြင်ပါဇက်တွေမှာဆိုရင်လည်းနှကန်းတောင်းအောင်နေစားပြီးဟတ်တက်ကွဲနေတဲ့အကြောင်းလိုက်ကြီးဖြစ်နေတာကိုအထင်ရှားမြင်တွေ့နေရပြီးဒီအသွင်ပြင်ကိုကြည့်လိုက်တာနဲ့တင်ခြောက်ချားဖွယ်ရကောင်းနေပါပြီ။ကိုလုံးကိုပေါက်လာတဲ့လောက်အသားရည်ကောင်းတဲ့လောက်ဆိုပေမဲ့မျက်နာကအယုတ်ဆိုးလွန်းနေခဲ့လို့စန့်ကျင်ဘက်ဖြစ်နေခဲ့ကအတော်လေးကြည့်ရဆိုးနေပါတယ်။ဒါအပြင်မိစ္ဆာမကမိုးဆိုးနှစ်ယောက်စီကိုလာရင်အတန်ဆိုးခြင်းနဲ့ကျေလဲတာကြောင့်လည်းမိုးဆိုးနှစ်ယောက်ခမမှာကြက်သေးတွေတပြန်းပြန်းထားသွားရပါတယ်။ဟေ့အောင်မာရီရေမင်းမက်မီလားအဲ့ဒါကမိစ္ဆာမစိမ့်များกว่าသိတယ်မလားငါတို့ဆရာတစ်ဖွားဖွားပြောခဲ့ဘူးတဲ့မိစ္ဆာမစိမ့်များလေငါတို့တော့ကန်စိုးမိုးမောင်ကြတာပဲဟေးပြောစုံနဲ့ပဲမိုးဆိုးဆိုင်အောင်လဲလက်ထရတနတ်နဲ့မိစ္ဆာမရှိရဘက်စီကိုထုတ်ချိန်ခဲ့လိုက်ပြီးတော့ပြစ်ခတ်ဖို့ရာအတွက်အသက်နေထားပြင်ဆင်လိုက်ပါတယ်ဒီခါမှာတော့မိုးဆိုးမာတင်လဲဘေးရနေတပါတဲ့တနတ်ကိုအသင်ပြင်လိုက်ပြီးတော့မိစ္ဆာမရှိရဘက်ကိုတနတ်နဲ့ချိန်ထားခဲ့လိုက်ပြန်ပါတယ်ဒါပေမဲ့လို့မိစ္ဆာမကတော့တနတ်နဲ့ချိန်ခံထားရတာတောင်ကြောက်သွားတာမျိုးမရှိပဲအကြည့်စိမ့်စိမ့်နေနဲ့လှမ်းကကြည့်နေလိုက်ပါတယ်စိမ့်တောင်နေတဲ့မျက်လုံးနှကန်းထောင်းအောင်နေစလို့ပါယိုတီဟတ်တက်ကွဲနေတဲ့အမြောင်းကြီးကိုကြည့်လေကြောက်ဖို့ကောင်းနေဖြစ်နေခဲ့တာပါအဲ့ဒီနောက်မှာတော့မိစ္ဆာမစိမ့်များကဦးလိုက်တဲလိုက်ရှင်မောလိုက်ရင်မိုးဆိုးနှစ်ယောက်ကိုအခုလိုစိန်ခေါ်စကားပြောခဲ့လိုက်ပါတော့တယ်လာစမ်းမအောက်ဆင်းခဲ့စမ်းမဟေ့အောင်မာရီအချိန်နေမကောင်းဘူးကွာငါတို့တွေပြစ်မှရမယ်နဲ့တူတယ်ဒီထက်ကတ်လာလို့မဖြစ်တော့ဘူးအဲ့လိုပြောဆိုပြီးတာနဲ့မိုးဆိုးဆိုင်အောင်လဲမိစ္ဆာမရှိရဘက်ကိုတနတ်နဲ့တေချာချိန်ထားခဲ့လိုက်ပြီးချက်ကောင်းကိုလိုက်ရှာလို့နေပါတယ်အဲ့ဒီနောက်တစ်ဆက်တည်းမှာပဲမိုးဆိုးဆိုင်အောင်ကမိစ္ဆာမကိုတဲတဲ့ချိန်ရင်တနတ်နဲ့တေချာပြစ်ခတ်လိုက်ပါတော့တယ်ဒါပေမဲ့ပထမဆုံးတစ်ချက်မှာတည်းမဲ့သူတို့ရဲ့ကြည်စံကမိစ္ဆာမရဲ့ခန္ဓာကိုယ်ကိုဖောက်ဝင်သွားခဲ့ကမြေပြင်ကိုထိမှန်လို့သွားပါတယ်ဒီတစ်ချိန်မှာလည်းမိစ္ဆာမစိမ့်များကဘာမှဖြစ်မသွားတာကြောင့်လှောင်ပြောင်ရင်မောရင်းနဲ့မိုးဆိုးနှစ်ယောက်ကိုအခုလိုထပ်မံစိန်ခေါ်ခဲ့လိုက်ပါတယ်ပြစ်လိုက်စမ်းပါနင်တို့ရဲ့ကြည်စံငါ့ကိုထိအောင်မလုပ်နိုင်ပါဘူးအဲ့ဒီရေတန်ကြီးကအတော်လေးခြောက်ကြားဖွယ်ရကောင်းနေသလိုတဖူးတွေဒူးတွေကြုံတွေ့နေရတဲ့သူတွေဖို့လေးပြလွတ်မတန်ဖြစ်စေခဲ့တာပါအဲ့ဒါကြောင့်မိုးဆိုးမာတင်လဲဘာလို့လောမှန်မသိဖြစ်သွားခဲ့ကဘေးကမိုးဆိုးဆိုင်အောင်ကိုအခုလိုလှမ်းပြီးမေးစကားဆိုပါတယ်ဟေ့အောင်ဆိုင်အောင်ငါတို့ရဲ့ကြည်စံကြီးကမတိုးဘူးကွာဘယ်လိုလုပ်ကြမလဲအေးငါလည်းမသိတော့ဘူးကွာပြဿနာပဲဒီမိစ္ဆာမကိုဘယ်လိုတတ်ရမလဲဟေ့အောင်ဒါဆိုမင်းဘာတွေလုပ်နေရလဲဟိုမှာမင်းကြီးတော့မိစ္ဆာမတကောင်းလုံးရှိနေသေးတယ်ဟာမင်းဘာရှားနေရလဲအော်ဒီလိုပါကွာငါသိပြီဆရာကြီးကငါတို့ကိုမှောင်ဝင်ကြည်စံနေပေးထားရလေငါမေ့နေတာအခုအဲ့ဒါတွေငါစီမှာပါလာတယ်ဒီခါကျမှသူတို့စီမှာရိုးကြည်တဲ့အပြင်စီရင်နဲ့လှုပ်ထားတဲ့ကြည်စံတွေပါလာခဲ့တယ်ဆိုတာအမှတ်ရသွားတာပါပြောစုံနဲ့ပဲမိုးဆိုးဆိုင်အောင်လဲသူနဲ့အတူပါလာခဲ့တဲ့မှောင်ဝင်ကြည်စံတွေကိုအိတ်ထဲကနေချက်ချင်းထုတ်ယူလိုက်ပါတော့တယ်တစ်ဆက်တည်းမှာပဲတနတ်မှာရှိပြီးသားကြည်စံတွေကိုထုတ်မှောင်ဝင်ကြည်စံတွေကိုပြောင်းထည့်လိုက်ရင်မိစ္ဆာမကိုအနိုင်ယူဖို့ရာအတွက်ပြင်ဆင်ခဲ့လိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားကြည်စံနေလဲပြီးသွားတဲ့အခါမှာတော့
မိစာမရှိရဘက်စီကိုထိုးချိန်လိုက်ရင်တိုက်ခိုက်ဖို့ရာအတွက်အစင်သင့်ပြင်ခဲ့လိုက်ပြန်ပါတယ်။အဲ့ဒီနောက်တော့မိုးစိုးတွေလည်းအစ်စ်လဲထားတဲ့ကြီးစံနဲ့မိစာမရှိရဘက်ကိုဥတီချိန်ရင်တစ်ချက်ပြီးတစ်ချက်ပြစ်လွတ်လိုက်တဲ့အခါမှာတော့တောအုပ်တစ်ခုလုံးတနက်တန်တွေကဟိန်းထွက်လို့သွားခဲ့ရပြန်ပါတယ်။ဒါပေမဲ့မိစာမစိမ့်မြကတော့ထိမထင်တဲ့ဟန်နဲ့ကြီးစံတွေကိုမရှောင်တိမ်မဲ့ခါထောက်ရင်းနဲ့တဲ့တဲ့ကြီးခံခဲ့လိုက်ပါတယ်။ဒီအခါမှာတော့ကြီးစံတွေကရိုးမဟုတ်ပဲမှုံဝင်ကြီးစံတွေဖြစ်တာကြောင့်မိစာမရဲ့ခန္ဓာကိုယ်တွေကိုမိမိရရထိုးဖောက်သွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့ကြီးစံရဲ့အရှင်းကြောင့်မိစာမလည်းနောက်ကို3-4လမ်းလောက်ဆုတ်သွားခဲ့ရကနေကြီးစံတန်ကိုခံစားလိုက်ရပါတယ်။မှုံဝင်ကြီးစံတွေထိမှန်သွားပြီးတဲ့နောက်မှာတော့မိစာမလည်းနာနာချင်းချင်းအော်ရင်းနဲ့မော်ဆွမ်းအားတန်ကြောင့်ခန္ဓာကိုယ်တစ်ခုလုံးတွန့်လိန်သွားပါတော့တယ်။လက်တွေကလည်းနောက်ပြန်ကွေးကောက်သွားပြီးအယိုးကျိုးတန်တွေကိုလည်းကြားနေခဲ့ရကမိစာမလည်းအတန်ဆိုးချင်းနဲ့အော်ရရင်နောက်ဆုံးမြေပြင်ပေါ်ကိုဒူးထောက်လျက်လဲကျသွားပါတော့တယ်။အဲ့ဒီနောက်ကောင်းကင်ဘော်ကိုမောကြည့်ရင်စူးစူးဝါးဝါအော်ရခက်လိုက်တယ်လို့ဒီတစ်ချိန်မှာတော့ခါယိုးကပါကျိုးသွားခဲ့ပြီးမြေပြင်ပေါ်ကိုပုံကနေလဲကျသွားပါတော့တယ်။ဒီဖြစ်ဖြစ်ကိုအစဆုံးမြင်လဲရတဲ့အခါမှာမုတ်ဆိုးဆိုင်အောင်လဲအားရဝမ်းသာဖြစ်သွားခဲ့ပြီးတော့ထခုံမိသွားသလိုနှုတ်ကနေလည်းအခုလိုရေရွတ်လိုက်မိပါတယ်။ဟေ့အောင်မာရီဟေ့အောင်ဒါကအလုပ်ဖြစ်တယ်ကွာအလုပ်ဖြစ်တယ်။ဒီလိုနဲ့မုတ်ဆိုးဆိုင်အောင်တယောက်အားရဝမ်းသာထအောင်နေခဲ့ပြီးပျော်ရွှင်မြူးတို့နေရာကနေကလေးတယောက်လိုထခုံလို့နေခဲ့ပါတယ်။မုတ်ဆိုးဆိုင်အောင်တယောက်ထိမ့်မနိုင်သိမ်းမြပျော်ရွှင်နေခဲ့သလိုမာတင်လည်းဦးလိုက်တဲလိုက်ပျော်သွားခဲ့ပေမဲ့ဒီပျော်တွေကကြာမခံခဲ့ပါဘူး။ဘာလို့လဲဆိုလို့ရှိရင်မြေပြင်ပေါ်မှာမလုံမချက်လဲကျနေတဲ့မိစာမစိမ့်မြကပြန်ထလာတာဖြစ်ပြီးခန္ဓာကိုယ်ကပြန်ထလာတဲ့အခါမှာအယိုးတွေပြန်ဆက်သွားတဲ့အတန်ကိုလည်းကြက်တီးထပွဲကောင်းလောက်အောင်ကြားခဲ့လိုက်ရတာပါဒီလိုပြန်ထလာတဲ့အခါမှာမျက်လုံးတွေကအစိမ်းအောင်မဟုတ်တော့ပဲရဲရဲတောက်နေခဲ့ကဒေါသလေးအင်မတန်ထွက်နေခဲ့ပါပြီမဝန်ကြီးစားနေထိမှန်ခဲ့လို့မိစာမကမိုးစိုးနှစ်ယောက်ကိုမကစားတော့ပဲတခါတည်းတက်ဖို့ဆုံးဖြတ်လိုက်ကချက်ချင်းဆိုသလိုတိုက်ခိုက်ပါတော့တယ်အဲ့ဒီနောက်တော့မိစာမကအစွမ်းတွေကိုစူးစူးလိုက်ပြီးစူးစူးဝါးဝါအော်ရေးလိုက်တဲ့အခါမှာအတန်လိုင်းတွေကကြဲကြဲလောင်လောင်ထွက်ပေါ်လို့လာပြန်ပါတယ်မိစာမအော်လိုက်တာကကျဲတယ်မကျဲတယ်မိုးစိုးနှစ်ယောက်လည်းနားကမ်းမှာဆိုလို့နားတွေကိုပိတ်ထားရတဲ့အထိတောင်ဖြစ်သွားရပါတယ်မိစာမကအော်လေးလေးမိုးစိုးနှစ်ယောက်လည်းနားတွေဥထွက်ရုံမကဦးတွေတဲတွေတောင်ပြုတ်ထွက်မတန့်ဖြစ်သွားရတာပါဟဲ့အောင်ဆိုင်းအောင်မညာနဲ့ကွာပြစ်ဒီတိုင်းသာဆိုလို့ရှိရင်ငါတို့တွေတေကုန်လိမ့်မယ်ပြစ်တာပြစ်အဲ့ဒါကြောင့်မိုးဆိုးဆိုင်အောင်လည်းတတိဝင်လာခဲ့ပြီးတနက်နဲ့ဇက်တိုက်ပြက်ခတ်လိုက်တယ်လို့မိုးဆိုးမာတင်ကလည်းမနာတမ်းပြက်ခတ်လိုက်ပါတော့တယ်ပထမ၄-၅ချက်မှာမိစာမစိမ့်မြကဒဏ်ရာပြင်းထန်ရသွားတာတောင်မှမိုးဆိုးနှစ်ယောက်ကိုတက်ချင်ဆုံးနဲ့ရှေးကိုတိုးလာခဲ့ပေမဲ့နောက်ထပ်ဝင်လာတဲ့ကြီးစံတွေကိုတော့ဒဏ်မခံနိုင်တော့ပဲခန္ဓာကိုယ်ထဲကနေပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားခဲ့ပြီးတောဝက်ရဲ့ဘေးနားမှာအယုတ်ကျိုးပြက်လဲကျသွားပါတယ်ဒီတစ်ခါမှာတော့မိစာမရဲ့ခန္ဓာကိုယ်ကအစိမ်းရောင်မိတော့တွေဒုံဝုံတောင်းလောင်သွားတဲ့အခါမှာနာကျင်လွန်းလို့မိစာမလည်းအသက်ကောင်းအော်ဟစ်လိုက်ပေမဲ့နောက်ဆုံးမှာတော့ပေါက်ကွဲသွားခဲ့ပြီးအစိမ့်စိမ့်မောင်မာဖြစ်သွားကအမုံနေဖြစ်ပျောက်ကွယ်လို့သွားပါတော့တယ်ဒီအခါမှာတော့ပဝန်းကျင်တစ်ခုလုံးကတဖြည်းဖြည်းပြန်ပြီးငြိမ့်သက်လာခဲ့တယ်လို့ဘာသာမှမကြားရတော့အောင်တိတ်ဆိတ်သွားပြန်ပါတယ်ဒီလိုနဲ့နောက်ထပ်ဘလို့အရာမျိုးမှထပ်ထွက်မလာတော့တယ်လို့တနတ်တန်နေကြောင်းတောကောင်နေရလဲဒီနေရာမှာလူရှိမန်းတည်သွားရာကနေရောက်ပြီးမလာကြတော့ပါဘူးတော်သေးတာပေါ့မာတင်ရငါတို့တွေလွတ်သွားလို့ဟာတကယ်တီတီလေးအသက်ပြီးကနေလွတ်တာဟေးအခုချိန်မှသာမုတ်ဆိုးဆိုင်တော်တယောက်ဟင်းချနိုင်ခဲ့ပြီးတော့စိတ်အေးဖြစ်သွားကြတာပဲဖြစ်ကမောင်ဝန်ကြီးစံတွေကိုယူလာခဲ့မိတဲ့အပေါ်မှာလည်းအတော်လေးကျဉ်နဲ့ဝမ်းသာလို့နေရပါတယ်ဟဲ့အောင်ဆိုင်တော်ငါတို့ဘာဆက်လုပ်ကြမလဲအခုဆိုရင်ငါတို့ရှိနေတာဒီလို့ဘယ်တော့ကောင်မှလာတော့မှာမဟုတ်ဘူးဘာဆက်လုပ်ကြမလဲအော်မင်းရလည်းခက်ပြီကွာငါတို့တွေအခုကတောချောက်ခံနေရတာဒီလောက်ထူးဆန်းနေတဲ့နေရာကြီးမှာဆက်ပြီးတော့မင်းကတားကောင်တွေဖမ်းကျင်သေးရလားဒီချာလေးစဉ်းစားပါအောင်ကွာဒီခါမှာတော့မိုးဆိုးမာတင်လဲဆိုင်းအောင်ပြောတာတွေကိုသဘောပေါက်သွားခဲ့ပြီးငြိမ်းချသွားခဲ့ကအချင်းကြီးရဲ့ကိုတုံးသက်နေလိုက်ပါတယ်ဒီညမှာသူတို့ဘို့ထူးဆန်းတဲ့သမင်နဲ့လဲကြုံခဲ့ရတယ်လို့မိစာမကိုလည်းကြုံတွေ့ရပြီဖြစ်ပြီးတောဝတ်တကောင်ကိုအသေးဖမ်းမိထားတာဖြစ်လို့အဖြစ်ပြက်လဲစုံလင်နေပြီဖြစ်သလိုအ ਨੇ ဆုံးတော့တောဝတ်တကောင်ကိုလက်ဝဲပိုင်ဆိုင်ထားခဲ့ပါပြီဒါအပြင်စိတ်ထဲမှာလည်းစိတ်မလုံးကြုံမှုတွေနဲ့ပြင်းထန်နေခဲ့တာဖြစ်လို့ဒီနေရာမှာဆက်ပြီးနေဖို့ဆိုတာကအတော်လေးစွန့်စားရာကြနေမှာဖြစ်ပါတယ်။ဆိုင်းတော်ကြီးအခုမှငါတို့တောပြစ်တာတရက်ပဲရှိသေးတယ်။မင်းဟာအခွင့်အရေးကိုလက်လွတ်တော့မှလား။ဒီတိုင်းလက်ပလာကြီးနဲ့အိမ်ပြန်တော့မလို့လားဟာ။
အေးငါအထင်ရတော့ကွာငါတို့တွေခုကတော့ကြောက်ခန်းနေရတာငါတို့တွေအိမ်ပြန်တင်ပါပြီကွာအခုဆိုရင်ကြုံခွဲရတာတွေကလည်းအတော်များနေပြီအသက်မတည်တာကံကောင်းနေမှတ်အေးမင်းပြောရလဲဟုတ်တော့ဟုတ်ပါတယ်ဒါနဲ့ကွာငါတို့မှာကတကောင်မေးရာစီရလေကွာမင်းထပ်ပြီးမရှာချင်တော့ဘူးလားနေပါစီကွာမရှာချင်တော့ပါဘူးအဲ့ဒါကဒီတောထဲမှာတည်ရတာနဲ့စာရင်ပိုကောင်းပါတယ်ကွာလာကွာပြန်ညအောင်ဒီလိုနဲ့တယောက်မြင်တယောက်အခြေတင်ပြောနေကြပြီးနောက်ဆုံးမှာတော့အိမ်ပြန်မဲ့အကြံကပဲအောင်မြင်သွားခဲ့ပါတော့တယ်အဲ့ဒီညမှာမုတ်ဆိုးနှစ်ယောက်စလုံးအိမ်မပြောမဲ့အတူတူတယောက်တက်လက်ကင်းဆောင်ရင်တညတာကိုဘာပြဿနာမှမရှိပဲအေးချမ်းချမ်းကြော်လွန်သွားနိုင်ခဲ့ပါတယ်မိုးစင်စင်လင်းတဲ့အခါမှာတော့မိုးဆိုးဆိုင်အောင်နဲ့မိုးဆိုးမာတင်တို့တွေကအထုပ်ဘိုးတွေကိုတေချာသင်းဆေးလိုက်ပြီးတော့ရွာကိုပြန်လာလိုက်ကြပါတယ်ဒီလိုမျိုးရွာကိုပြန်လာတဲ့အခါမှာနှစ်ယောက်သားကလက်ပလာနဲ့မဟုတ်ပဲညတုန်းကဖမ်းမိထားခဲ့တဲ့တောဝက်ကြီးကိုဝလုံးတစ်ချောင်းနဲ့တန်းချီပြီးတော့ပြန်လာခဲ့တာဖြစ်ပြီးရွာပြန်မှာမျက်နှာပန်းလှပလို့နေပါတော့တယ်ပရိသတ်များခင်ဗျာမိုးဆိုးဆိုင်အောင်နဲ့တောချောက်တဲ့ညဇလန်းကတော့ဒီနေရာမှာရင်မဲ့အဆုံးသတ်သွားခဲ့ပါတယ်ကျွန်တော်ယခုတင်ဆက်ပေးခဲ့တဲ့နာနာဘဝတရေဇလန်းလေးကိုကြည့်ရှုခန်းစားရင်းတနေ့တာဘဝမောတွေပြေပြောက်ဖို့ဆုတောင်းပေးလိုက်ရပါတယ်ကျွန်တော်တို့ရဲ့ channel လေးကနေခုလိုမျိုးထူးခြားဆန်းပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေမှာဖြစ်ပြီးယခုဗီဒီယိုလေးနဲ့ပတ်သက်လို့ဝေဖန်ကြံပြုလို့တာရှိရင်လည်း comment မှာရေးပေးခဲ့ကြပါအောင်ဗျဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုဝီယံပဲဖြစ်ပါတယ်ဗျကျွန်တော်တို့နောက်ထပ်ဇလန်းကောင်းလေးတွေနဲ့အတူပြန်လည်ဆုံတွေ့ကြတာပေါ့